ဒီနေ့တော့လောင်စာအဖြစ်ရေကိုသုံးပြီးမောင်းနှင်တဲ့ကားအကြောင်းတင်ပြပေးပါမယ်။ဂျပန်ကားထုတ်လုပ်သူတိုယိုတာကိုလူတိုင်းသိကြပါတယ်။တိုယိုတာဟာ2025ခုနှစ်မှာကမ္ဘာအယောင်ရဆုံးမော်တော်ကားထုတ်လုပ်သူဖြစ်ခဲ့ပြီး6နှစ်ဆက်တိုက်ကမ္ဘာကားရောင်းချမှုမှာပထမနေရာကိုရယူထားပါတယ်။တိုယိုတာဟာ2025ခုနှစ်မှာကမ္ဘာကားဈေးကွက်ရဲ့17%ခန့်ကိုရယူခဲ့ပါတယ်။ တိုယိုတာဟာလျှပ်စစ်ကား EV တွေနဲ့ဟိုက်ဒရိုဂျင်ကားတွေကိုစိန်ခေါ်နိုင်တဲ့ရေအားသုံးအင်ဂျင်ကိုတီထွင်နေတယ်လို့သတင်းထွက်နေပါတယ်။လီသီယမ်ဘက်ထရီတွေကိုအားကိုးတဲ့ EV တွေဒါမှမဟုတ်ဖိအားမြင့်တိုင်ကီတွေလိုအပ်တဲ့ဟိုက်ဒရိုဂျင်ကားတွေနဲ့မတူဘဲဒီဒီဇိုင်းယူအစအသစ်ကအဓိကစွမ်းအင်လက်စားအဖြစ်ပေါင်းခံရည်ကိုအသုံးပြုပါတယ်။ဒီဒီဇိုင်းယူအစအသစ်ဘလို့အလုပ်လုပ်တယ်လဲ။ကားပေါ်မှာတက်ဆင်ထားတဲ့တိုင်ကီကနေပေါင်းခံရည်ကိုထောက်ပံ့ပေးပါတယ်။ကားထဲမှာရေကိုဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်အဖြစ်ခွဲထုတ်ဖို့ on-demand electrolysis ကိုအသုံးပြုပါတယ်။ထွက်လာတဲ့ဟိုက်ဒရိုဂျင်ကိုစွမ်းအင်ထုတ်လုပ်ဖို့ချက်ချင်းလောင်ကျွမ်းပါတယ်။ကားမီးကိုငွေထုတ်လုပ်မှုမှာရေငွေ့တာပါဝင်ပါတယ်။ကာဗွန်ဒိုင်အောက်ဆိုက်ဒါမှမဟုတ်အန္တရာယ်ရှိတဲ့ညဉ့်ညမ်းပစ္စည်းတွေမပါဝင်ပါဘူး။တန်ရှင်းတဲ့ပေါင်းခံရည်ကိုစွမ်းအင်အတွက်အသုံးပြုခြင်းဖြင့်လောင်စာဖြည့်ဖို့မိနစ်အနည်းငယ်သာကြာနိုင်ပါတယ်။တိုယိုတာကအသုံးပြုထားတဲ့နည်းပညာနဲ့ကတော့တိုယိုတာရဲ့ဟိုက်ဒရိုဂျင်လောင်ကျွမ်းမှုသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးအပေါ်အခြေခံပါတယ်။တိုယိုတာဟာယခင်ကမော်တော်ကားပြိုင်ပွဲတွေမှာစလင်ဒါ3လုံးပါ 1.6 လီတာဟိုက်ဒရိုဂျင်အင်ဂျင်ကိုစမ်းသပ်ခဲ့ပါတယ်။တိုယိုတာဓာတ်ကူပစ္စည်းများသုတေသနရဲ့တိုးတက်မှုများဟာလျှပ်စစ်ဓာတ်ခွဲခြင်းစွမ်းဆောင်ရည်ကိုတိုးတက်စေပါတယ်။လေးလံသောလီသီယမ်ဘက်ထရီများနှင့်မြင့်မားသောဖိအားရှိသောဟိုက်ဒရိုဂျင်တိုင်ကီများမလိုအပ်ပါ။ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက်အားသာချက်များလီသီယမ်ကိုပေါ့သို့မဟုတ်နီကယ်တူးဖော်ခြင်းမလိုအပ်ပါ။လည်ပတ်နေစဉ်အတွင်းကာဗွန်ထုတ်လွှတ်မှုမရှိပါ။ဘက်ထရီ EV များနှင့်နှိုင်းယှဉ်ပါကကာဗွန်ထုတ်လွှတ်မှုအနည်းဆုံးဖြစ်ပါတယ်။ရေအရင်းမြစ်များစွာကိုအသုံးပြု၍ရေရှည်တည်တံ့ခိုင်မြဲမှုကိုပံ့ပိုးပေးပါတယ်။စွမ်းဆောင်ရည်နှင့်ကုန်ကျစရိတ်အလားအလာနဲ့ပတ်သက်၍လို့ကဟိုက်ဒရိုဂျင်1ကီလိုဂရမ်ဟာဓာတ်ဆီ1ကီလိုဂရမ်ထက်စွမ်းရည်ပိုမိုမြင့်မားပါတယ်။ဓာတ်ဆီအင်ဂျင်ပါဝါနဲ့ညီတူသို့မဟုတ်တာလွန်တဲ့သောအင်ဂျင်ပါဝါကိုရနိုင်ပါတယ်။ဘက်ထရီများသို့မဟုတ်ပြီးအားမြင့်ဟိုက်ဒရိုဂျင်တိုင်ကီများမပါလို့ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါတယ်။ရိုးရာအင်ဂျင်စနစ်များကိုအသုံးပြလို့ပြုပြင်ထိန်းသိမ်းမှုပိုမိုလွယ်ကူပါတယ်။အားသွင်းဆန်နဲ့အကူပစ္စည်းတွေမပါဘဲအမြန်လောင်စာဖြည့်နိုင်ပါတယ်။အဓိကစိန်ခေါ်မှုများကတော့အချိန်နဲ့တပြေးညီလျှပ်စစ်ဓာတ်ခွဲခြင်းဟာစွမ်းအင်ပမာဏများလိုအပ်ပါတယ်။ရေရှည်တည်တံ့မှုနဲ့ထိရောက်မှုကိုသက်သေပြဖို့လိုအပ်ပါတယ်။သိပ္ပံပညာရှင်အတိုင်းဝိုင်းကတာမိုဒိုင်းနမစ်နည်းပညာနဲ့ပတ်သက်လို့တန်တရားရှိနေပါတယ်။ကမ္ဘာရဲ့စီးနှင်းစည်းကမ်းတွေနဲ့လိုက်ရောညီထွေဖြစ်အောင်လှုပ်ဆောင်ရန်လိုအပ်ပါတယ်။ဒီနည်းပညာအောင်မြင်ပါကတက်ရောက်မှုတွေရှိနိုင်ပါတယ်။ဒီတက်ရောက်မှုတွေကတော့EV နဲ့ဟိုက်ဒရိုဂျင်ဈေးကွက်များကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။မြေအောက်မှထုတ်ယူရတဲ့ရုပ်ကြွင်းလောင်စာများနဲ့ရှားပါးသတ္တုများအပေါ်ကမ္ဘာလုံးဆိုင်ရာမိခိုမှုကိုလျှော့ချပေးနိုင်ပါတယ်။ဖွံ့ဖြိုးဆဲဒေသများမှာပတ်ဝန်းကျင်အတွက်တန်ရှင်းသောသွားလာရေးရရှိနိုင်ပါတယ်။ရေရှည်တည်တံ့တဲ့တည်ယူပို့ဆောင်ရေးမှာအလားအလာရှိတဲ့တီထွင်ပြောင်းလဲအောင်မြင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီကုန်းချုပ်ကတော့တကယ်လို့ Toyota ရဲ့ရေအားသုံးအင်ဂျင်တီထွင်မှုဟာအောင်မြင်ခဲ့ရင်ရိုးရှင်းတဲ့လောင်ကျွမ်းမှုနဲ့သဘာဝပတ်ဝန်းကျင်အတွက်တန်ရှင်းမှုရေရှည်တည်တံ့မှုတို့ကိုပေါင်းစပ်နိုင်ပြီးလူတွေရဲ့ခရီးသွားလာရေးအနာဂတ်ကိုပုံစံပြောင်းလဲမှုအသစ်တစ်ခုပြန်လည်ပေါ်ပေါက်လာစေနိုင်ပါတယ်။ကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင်။